အားလုံးပဲမင်္ဂလာပါရှင် Star ကုနာတင်နာမှာကြိုဆိုပါရစေညီမနာမည်ကတော့ချောစုပါညီမဒီနေ့ပြပြပေးခြင်းတဲ့အကြောင်းအရာလေးကတော့ကျွန်တော် Microsoft Word မှာပေါ့နော်ပုံမှန်တစုနဲ့တစုမှာဆိုရင် space တစ်ခါပဲရှာရမယ်။သို့ပေမဲ့ဒီမှာဆိုလို့ရှိရင်စမလို့က space တွေကတစ်ခါမကဘူးအများကြီးရှာမိထားတယ်။ဒါလေးကိုဆိုတော့မူလပုံစံတိုင်းပြန်ပြီးတော့ဖြစ်ရှင်တဲ့နီလန်တွေပြပြပေးမှာဖြစ်လို့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးသွားပါရှင်။ ဟုတ်ကဲ့ဆိုစမလို့ကဘယ်လိုသုံးပြမလဲဆိုလို့ရှိရင်တော့ပထမဆုံးအနေနဲ့ကတော့စမလို့ဒီkeyboard ကနေပြီးတော့နေခဲ့ပေးလိုက်ပါ Ctrl S ကိုနေလိုက်တာနဲ့ကျွန်တော်ဗာလေးကြားလာမယ်ဆိုလို့ချင်းဒီလို file and set ဆိုတဲ့file and replace ဆိုတဲ့ပေါက်ကလေးအဲ့ထဲမှာကျွန်တော်ဘာကိုသုံးပေးရမှာလဲဆိုလို့ရှိရင်ပထမဆုံး file ဆိုတဲ့နားမှာ green စပြီးရင် space ပြီးဆိုရင် green back ဟုတ်ပြီနော်ပြီးတော့ရင်ကျွန်တော်ကဗာလေးကိုလို့ရှိရင်နဲ့တော့ပြီးရင်ကျွန်တော်တုံကွင်းလေးထည့်လိုက်မယ်ပြီးတော့ရင် true ပြီးရင်ကျွန်တော်က comma နောက်ခုကျွန်တော်တုံကွင်းလေးနဲ့ပြန်ပြီးတော့ပိတ်လိုက်မယ်ပြီးရင်ကျွန်တော် replace ဆိုတဲ့ထိုးရမယ်ဘာကိုအစားထိုးမှာလဲပေါ့ဒါဆိုရင်ကျွန်တော်ကဒီမှာရေးရမှာက backslash ပြီးတော့ရင်ကျွန်တော်ဒီဘာသုံးပေးရမှာလဲဆိုရင် one ဆိုတာလေးကိုနှိပ်ခဲ့ပေးပြီးတော့ရင်သူကဒီလိုလေးလာ more ဆိုတာလေးကိုတစ်ချက်လေးနှိပ်ခဲ့ပေးလိုက်ပါ use ဒီမှာဆိုရင် white cat ဆိုတဲ့နားမှာအမှန်ချင်းမရှိဘူးဆိုရင်ကျွန်တော်အမှန်ချင်းလေးထည့်ပေးမယ်ပြီးသားပြီဆိုရင်ကျွန်တော်က replace all လို့နှိပ်ပေါ့ဒါဆိုရင်ကျွန်တော်က order we make 30 replacement ပေါ့နော်ကျွန်တော်73နေရာရှိတယ်တဲ့အစားထိုးလိုက်တယ်ဒါဆိုရင်ကျွန်တော်ဒီစက္ကန့်စုတစ်စုနဲ့တစ်စုကြားမှာ space လေးတွေတစ်ခါပဲဖြစ်တော့မယ် space တွေကိုကျွန်တော် auto ဖြောက်ပြီးသားလေးဖြစ်သွားပါလိမ့်မယ်နော် okay အားလုံးပဲအဆင်ပြေပါစေရှင်ဒီအကြောင်းအရာလေးကအားလုံးအတွက်အကျိုးရှိရဆိုရင် comment မှာ yes ဆိုရေးခဲ့ပေးပါနော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်